ဆိုတော့ကျွန်တော်မြန်မာယောက်ျားလေးအနေနဲ့ဖုံးထည့်စရာအိတ်တွေအတွက်ကိုကျွန်တော်တို့ကလုံးဝစိတ်ပူစရာမလိုဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာပစိုးရှိတယ်။ဖုံးလာလို့ရှိရင်လည်းကျွန်တော်တို့ခါကြတဲ့ချက်ချင်းဆွဲထုတ်လိုက်လို့ရတယ်။ဖုံးလာတိုင်းပဲမတိကြလည်းအကြောင်းမရှိဘူး။ဖုံးကခါကြထိုးတာဆိုတော့ခါကြထဲမှာတုံခါမှုကခန္ဓာကိုယ်နဲ့လုံးဝထိတွေ့နေတာဖြစ်တဲ့အတွက်ဆက်နေတော့ကျွန်တော်တို့တုံခါမှုကိုလည်းသိတဲ့အတွက်ဖုံးလာတာတွေကိုကျွန်တော်တို့မသိကြမလို့အားလုံးကိုကျွန်တော်တို့ချက်ချင်းသိနိုင်တယ်။ရာအားလုံးအဆင်ပြေလိုက်တာလို့ထင်ရပေမဲ့ကျွန်တော်တို့ဒီဖုန်းခါကြထိုးခြင်းနဲ့ပတ်သက်ပြီးတော့သိတဲ့အန်ဒီရဲ့တုံးချက်ကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့မပြောခင်ကျွန်တော်ရဲ့ channel နဲ့ page လေးကိုလည်း like subscribe follow လုပ်ခဲ့ပြီးပါဦး။ဆိုတော့ပထမတစ်ချက်အနေနဲ့ကတော့ဖုန်းပျက်စီးတာပဲကျွန်တော်တို့ကဖုန်းကိုခါကြထဲမှာပစိုးကိုတင်စီးပြီးတော့ထိုးထားတယ်ထိုးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကုန်းတာကွာတာငုံတာတွေမှာကျွန်တော်တို့ခန္ဓာကိုယ်နဲ့ပစိုးနဲ့ကြားထဲမှာသူဖိအားတန်ခံပြီးတော့ဖုန်းကွေးသွားတာတို့ဖုန်း screen ကွဲသွားတာတို့နောက်တစ်ခုကမာသားဘုတ်ထိသွားတာတို့အထိဖြစ်နိုင်တယ်ဒါရင်ပဲလားဆိုတော့လည်းမဟုတ်ပြန်ဘူးကျွန်တော်တို့မြန်မာပြည်လိုပူပြင်းတဲ့ယာတီဥတုအောက်မှာဖုန်းကိုခါကြထိုးထားဖြစ်တဲ့အတွက်ခါကြထဲမှာချွေးထွက်မယ်အဲ့ချွေးတွေကနေပြီးတော့တစင်ကျွန်တော်တို့ speaker ရဲတော့၎င်းနော်အာသွင်းပေါက်တဲ့တော့၎င်းဝင်သွားလို့ရှိရင်ကျွန်တော်တို့ဖုန်းအာသွင်းပေါက်တွေပြတ်မယ်ဖုန်း speaker တွေမကြားရတော့တာတွေဖြစ်မယ်နောက်ဆုံးအထဲထိ trade တွေကဝင်သွားလို့ရှိရင်ဖုန်းတစ်လုံးလုံးမှာလစ်သွားနိုင်တဲ့အခြေအနေရှိတယ်ဒါမှမဟုတ်ရင်လည်း touch တွေကကြောင်ပြီးတော့ဟိုသွားဒီသွားဖြစ်နေတာမျိုးကိုကြုံမှုကြလိမ့်မယ်လို့ထင်ပါတယ်ဒုတိယအချက်ကတော့ပို့ပြီးတော့ရေးကြီးတယ်ကိုယ့်ရဲ့ကျန်းမာရေးအတွက်ပါပဲဖုန်းကထွက်လာတဲ့အပူဓာတ်နဲ့ကျွန်တော်တို့ခါးကြားထဲမှာထွက်နေတဲ့ချွေးတွေနဲ့ပေါင်းပြီးတော့ပူပြီးတော့အနီကွက်ကြီးတွေခန္ဓာကိုယ်အရေပြားမှာရားရံတာတို့ကျွန်တော်တို့ကိုယ်ရဖဲရနဲ့အရေပြားယောဂပြဿနာတွေပါဒါဖြစ်နိုင်ကြီးရှိတယ်ရားတာတွေကျွန်တော်တို့ခါးကြားထိုးဘူးတဲ့လူတွေတိုင်းကြုံမှုလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါအပြင်ကျွန်တော်တို့ကျန်းမာရေးပညာရှင်တွေပြောထားတဲ့အချက်တွေလည်းရှိတယ်ကျွန်တော်ဖုန်းဆိုတဲ့အမျိုးအစားဖြစ်တဲ့အတွက်ဖုန်းမှာတယောက်နဲ့တယောက်ဆက်သွယ်တာဖြစ်တဲ့အတွက်ရေဒီယိုတက်တူကြွတွေကလှိုင်းတွေကပါပြီးသားဆိုတော့ဒီလိုမျိုးခါးကြားခန္ဓာကိုယ်အနီးနားမှာထိုးထားတာဖြစ်တဲ့အတွက်ကျွန်တော်ကြောက်ကက်ထိခိုက်တာတို့ဒီအမျိုးသားတွေဆိုလို့ရှိရင်လည်းအမျိုးသားအင်္ဂါထိခိုက်တာတို့ခလေးရဖို့ရာဂိုင်နှုန်းရနိုင်စွမ်းနေရော့ကျသွားတာတို့ဒီလိုမျိုးကျန်းမာရေးအခြေအနေတွေအတွက်လည်းသူကဆိုးကျိုးများစေနိုင်တယ်ဆိုတော့ဖုန်းခါးကြထိုးတက်တဲ့အကျင့်ဟာကိုယ့်ရဲ့ရေရှည်ကျန်းမာရေးအတွက်ကိုပါထိခိုက်စေနိုင်တယ်ဆိုတာကိုသတိပြုဖို့တော့လိုလိမ့်မယ်နောက်ဆုံးတတိယအချက်ကတော့ကျွန်တော်ရင်တမမဖြစ်เสียပါတော့ရင်တမမဖြစ်เสียအဖြစ်ပြက်တွေပေါ့ဘလို့အဖြစ်ပြက်တွေလဲဆိုတော့အိမ်တော်သွားလို့ကျွန်တော်ပစိုးကိုလျှော့လိုက်တယ်ဒါမှမဟုတ်ချွတ်လိုက်တဲ့အချိန်မှာတို့ကျွန်တော်ဆိုင်ငယ်ပေါ်တက်ဖို့အတွက်ခွာလိုက်တဲ့အချိန်မှာတို့အကြောင်းရှိတာပေါ့နော်အကြောင်းကြောင့်ဒီဖုန်းကကျွန်တော်တို့ခါးကြားထဲကနေပစိုးကြားထဲကနေရှော့နဲ့ပြုတ်ကျပြီးတော့မှန်ကွဲသွားနိုင်တာတော့ဘာလို့ရာဂိုင်နှုန်းဖြစ်နိုင်ကြရလဲများတယ်ဒီလိုမျိုးပစိုးကြားထဲမှာခါးကြားထိုးတိုင်းနဲ့ဖုန်းရှော့ကျပြီးကွဲသွားတာတို့ဖုန်းကွဲမသွားဘူးဆိုရင်တော့မှပြုတ်ကျပြီးတော့ပုံပဲ့သွားတာမျိုးဆိုတာဒါမျိုးကြုံမှုကြလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းကြုံဘူးတယ်ဖုန်းကိုလုံခြုံထိန်းထားနိုင်တဲ့နီလန်းတစ်ခုမဟုတ်တာတော့သိချာပဲဒါကြောင့်မို့လို့ brother တို့အနေနဲ့လည်းဖုန်းကိုခါကြမထိုးဘဲနဲ့ခါမှာပတ်တဲ့အိတ်လေးရှိတယ်အဲ့လိုမျိုးအိတ်လေးတွေဝယ်ပြီးတော့ဘေးနားမှာထည့်ထားလို့ရှိရင်သူလည်းလွယ်တကူထုတ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကို့မှာကြောဘိုးဘေးလွယ်အိတ်ကြောဘိုးကြီးကတော့နည်းနည်းခက်ခဲတာပေါ့နော်ဘေးလွယ်အိတ်တို့ကြိုးတန်းအိတ်တို့ရှိရင်အဲ့ထဲထည့်ထားပြီးတော့ကျွန်တော်အလွယ်တကူဖုန်းကိုထုတ်သုံးတာတော့ပို့ပြီးတော့ကောင်းလိမ့်မယ်ဒီညမှာတစ်ခုအကြံပေးချင်တာမဖြစ်မနေခါကြထိုးရမှာမလို့အိတ်လည်းမရှိဘူးအိမ်မှာလည်းအိတ်ကမရှိဘူးဘောင်းမီလည်းမဟုတ်ဘူးပစိုးနဲ့ဆိုလို့ခါကြထိုးရမှာမလို့ဆိုလို့ရှိရင်ဖုန်းရဲ့ screen ပေါ့နော်ဖုန်းရဲ့မှန်ဘက်ကိုအပြင်ဘက်ကိုထားပြီးတော့ဖုန်းရဲ့နောက်ကျောဘက်ကိုကိုယ့်ရဲ့ခန္ဓာကိုယ်ဘက်ကိုလှည့်ပြီးတော့ခါကြထိုးတာကတော့ပို့ပြီးတော့နည်းနည်းတက်တာမယ်ပေါ့ကောင်းတာတော့မဟုတ်ဘူးနည်းနည်းတက်တာမယ်ဒါမျိုးကဒီတိုင်း screen ကိုရှေ့ဘက်လှည့်ထားတဲ့ဆိုင်တော့ပို့ပြီးတော့တက်တာမယ်နီလန်တစ်ခုလည်းဖြစ်တယ်ဓာတ်ရောင်ကြီးနဲ့အပူဓာတ်တွေကိုထိတွေ့တာလည်းအနည်းငယ်ရော့ကျသွားနိုင်တယ်ပေါ့လုံးမထိတွေ့ဘူးလို့တော့ကျွန်တော်မဆိုလိုပါဘူးဆိုတော့ခါးကြထိုးတတ်တဲ့ဖုန်းခါးကြထိုးတတ်တဲ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းဒီအကြောင်းအရာလေးကိုမျှဝေပြီးတော့တတိပေးလိုက်ကြပါဦးကျမ်းမာရေးအသည့်နဲ့အားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်